3နိုင်15ပဲရှိသေးတယ်ကွာဘိုက်ကလည်းစားလိုက်တယ်ကွာဟာမင်းကတောင်းရောက်နေတော့ဘယ်ဟာလာဖူလားဟာလာဘယ်လားမသိအေးအဲ့ဘက်ဆိုင်မှာကြက်ပဲလိုက်တွေဘာသာတွားစားမှဖြစ်မယ်3နိုင်15ဆိုအချိန်ကြီးတယ်အေးတွားမယ်မင်္ဂလာတောင်းတရားတလန်ထိပ်ကိုကျွန်တော်ရောက်ရှိလို့လာပြီးဖြစ်ပါတယ်ကျွန်တော်နဲ့တူလမ်းတွဲလို့လိုက်ခဲ့ပြီKMဘဲလားဘဲကျင်ညဘာလဲဟမ်ညဘာလဲလို့ကျွန်တော်မေးနေအဲ့ဒါလို့မဟုတ်ပါဘူးငါညီကဘယ်ဥစ္စာရောငါပဲဝတ်တာစားပြင်တာလည်းပြောဘာတွေအများကြီးမပြောနဲ့ဗျာခဏဆိုင်မှာရှိတဲ့စပါးကျုပ်ဘာဝတစ်လုံးထည့်ပြီးစပိုက်စီကောက်တဲ့တစ်ခွက်ထည့်ပြီးတော့ခဏလိုင်းပေါ်မှာမယောနစ်တွေထည့်ပေးရလားမထည့်ပေးဘူးလားကျွန်တော်ကမသိဘူးဒါပေမဲ့ဒီဗီဒီယိုမှာကျွန်တော်ကြည့်လိုက်တယ်ခဏတိကျထည့်ပြီးနော်မင်းကဘာကောင်လဲဘယ်ကြီးကိုမင်းကပြန်ထည့်နေဟလားအခုမင်းကို share လုပ်ပေးနေမင်း share စားရမယ် okayဒီလိုက်လက်ဆက်လက်ဆက်ချင်းအောင်လို့ချင်းနော်မလို့ဆက်မလို့ရဟေးကြည့်လိုက်ကျွန်တော်ဆိုင်မှာရရှိနိုင်မယ့်အစားအသောက်လေးတွေကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ကျွန်တော်ဆိုင်မှာရရှိနိုင်မယ့်အစားအသောက်လေးရဆိုရင်ဘာကာရဲ့မော်လမြိုင်ကြက်ပဲလေးရဲ့ sandwich ကွန်တော် spicy ခေါက်ဆွဲအစားရှိသည့်အစားအသောက်တွေကိုရရှိနိုင်မှာဖြစ်ပါတယ် delivery စားပြည့်အနေနဲ့လည်းတနားရီလောက်ကြိုတင်ပြီးတော့မာယူအားပေးနိုင်ပါတယ်ခင်ဗျဆိုင်လိပ်စာလေးရဆိုရင်ရန်ကုန်မင်္ဂလာတောင်ညွန့်100တလန်လမ်းသွယ်လေးထိပ်မှာဆိုင်လေးကိုဖွင့်လှစ်ပေးထားပါတယ်ကြည့်ရှုပေးတဲ့ customer တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်